အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အလုပ် interview တွေမှာ English လိုမျိုးမေးလေးရှိတဲ့မေးခွန်းလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ကိုယ့်ဘက်ကမေးခွန်းလေးတွေကြိုသိထားတော့ကြိုတင်ပြင်ဆင်လို့ရတာပေါ့နော်ကဲဒါဆိုလို့ရှိရင်စလိုက်ရအောင် Can you tell me a little about yourself Can you tell me a little about yourself မင်းရဲ့အကြောင်းနည်းနည်းပြပြနိုင်မလား Why do you want to work here Why do you want to work here ဘာလို့ဒီမှာအလုပ်လုပ်ချင်တာလဲ What are your strengths? What are your strengths? မင်းရဲ့အားသာချက်တွေကဘာလဲ What is your biggest weakness? What is your biggest weakness? မင်းရဲ့အကြီးမားဆုံးအားနည်းချက်ကဘာလဲ Why did you leave your last job? Why did you leave your last job? အရင်လုပ်ကနေဘာလို့ထွက်လိုက်တာလဲ Where do you see yourself in 5 years? Where do you see yourself in 5 years? နောက်9နှစ်အတွင်းမင်းဘာဖြစ်ချင်လဲ Why should we hire you? Why should we hire you? ဘာလို့မင်းကိုငါတို့ကအလုပ်ခန့်တင်တာလဲ How do you handle pressure or tight deadlines? How do you handle pressure or tight deadlines? ဖိအားတွေ deadline နဲ့ကပ်နေရတွေကိုလုပ်ရမယ်ဆိုလို့ရှိရင်မင်းဘယ်လိုစီမံမလဲ What do you know about our company? What do you know about our company? ငါတို့ကုမ္ပဏီအကြောင်းမင်းဘယ်လောက်သိထားလဲ What are your salary expectations? What are your salary expectations? လစာဘယ်လောက်မျှော်မှန်းထားလဲ Do you have any questions for us? Do you have any questions for us? မင်းဘက်ကမေးချင်တာရှိလားဒီချယ်တို့ရဲ့ SIK Language School လေးမှာ English speaking လေးကျွမ်းကျင်နေအလုပ်များပြီးတော့အချိန်အရန်မပေးနိုင်တဲ့သူများအတွက်တစ်ခါအပ်ပြီးရာသက်ပန်လေ့လာလို့ရမယ် Speaking နဲ့ Grammar Video Lesson Class တွေ English Speaking ကိုဒီ channel တစ်ယောက်ချင်းအနည်းကသင်ကြားချင်တယ်ဆိုတဲ့သူတွေအတွက်1-on-1 English Speaking Class လေးလည်းဖွင့်လှစ်ပေးထားပါတယ်သင်တန်းလေးတွေကိုစိတ်ဝင်စားလို့တက်ချင်နေဆိုရင်တော့အခုပဲ message box ကနေစုံစမ်းမေးမြန်းလို့ရပါပြီ